ဝူဒီယိုဘတ်စ်တို့ကကျွန်တော်ရဲ့ချိုင်းဟူအိုင်တော်ကြီးပဲဗျကျွန်တော်ရောင်းပါဗျဘလောက်ပြကျွန်တော်ပေးဝယ်ပါမယ်ဗျကျွန်တော်တော့သဘောကျလို့ပါဘဘာမှစိတ်ပူနေငါရောင်းအောင်ဝယ်ပေးမယ်ကွာမရောမဟုတ်ဆိုပါကွာမင်းတို့ကောင်နေပြိုးလို့ကိုမရောဘူးကွာဒီရုပ်တွေကရောင်းဖို့မဟုတ်ဘူးကွာရောင်းဖို့မဟုတ်ဘူးကဲငါဟိုဘက်မှာတေခဏသွားပေါက်လာအောင်မယ်ကွာမင်းတို့ဆိုင်ခဏစောင့်ကြည့်ပေးထားစမ်းကွာခဏနေကပြန်လာခဲ့မယ်အဲ့ရုပ်တွေကလုံးဝရောင်းရံမဟုတ်ကဲဘဘကြီးဘယ်လိုလုပ်ကြမလဲကွာဒီရုပ်တွေကရောင်းမလို့မဟုတ်ဘူးတဲ့နေစမ်းမအောင်ကွာဟိုဆိုင်ရှင်ဦးလေးလေတေခဏသွားပေါက်နေရဆိုတော့ဘဘကြီးငါအကြံတစ်ခုရပြီကွာမင်းဒီရုပ်တွေကိုတကယ်လိုချင်တယ်မလားငါလည်းလိုချင်တယ်ကွာအဲ့တော့ငါဟုတ်ရေဒီရုပ်တွေကိုတဲပြေးကြမယ်ကွာဘဘကြီးလာအပြန်လာငါကြီးရေကောင်းအပြန်ပြေးကြမယ်ဆိုင်ရှင်ဦးလေးမလာခင်ကောင်းအမြန်အိမ်ကိုပြန်ရောက်ပြေးရမယ်ကွာဘာပဲပြန်မောင်စမလိုချင်တာကိုမရရအောင်ယူတတ်တယ်ကွာလာမရောက်ရင်လည်းတဲပြေးမယ်ကွာကိုကြီးသမီးဒါတွိုင်းဆိုရဝူဒီနဲ့ဘတ်လိုက်ရပဲဝယ်လာကြလားအယုတ်ကြီးရမိုင်းလိုက်လားဗျအမှန်တိုင်းပြောရရင်တော့ဝယ်လာမဟုတ်ငါ့အလစ်တုပ်ပြီးထွက်ပြေးလာတာကွာဒီရုပ်တွေကိုကွာငါကန်းချီရအယုတ်ဆိုင်မှာတွေ့လို့ကွာအဲ့ဒါဆိုင်ရှင်အဖိုးကြီးကငါ့ကိုမရောင်းပြောနေတာကွာဘလောက်ပေးဝယ်မယ်ဆိုတာလည်းမရောင်းပြောနေရကွာသူညကြရင်ဒီရုပ်တွေကိုဘာလို့မလို့ဆိုလဲမသိဘူးကွာအဲ့ဒါရောင်းရမဟုတ်ဆိုလို့သူသေးသွားပေါက်ရင်တော့ငါ့ရဲ့အလစ်တုပ်ပြီးထွက်ပြေးလာတာကွာဟာကြည်စမ်းပါဦးကဲဘိုးကြီးဒီရုပ်တွေကငါ့ငယ်ဘွားကြီးကကြည်လာရဲ့ Drawing Story ကားရဲ့အယုတ်တွေပဲကွာ Oh my god ဒီအယုတ်တွေဒါစကားတွေကလိုမျိုးအသက်ဝင်လာရင်တော့ကောင်းပါပဲနော်ဟုတ်ပါကိုကြီးစမရဘတ်နဲ့ဝူဒီနဲ့တကယ်အသက်ဝင်လာရင်အရန်ကောင်းမယ်ဗျဟုတ်တယ်အရန်မိုက်ပါအဲ့ကြရင်ရုပ်ရှင်ကရုပ်ရှင်ပဲလေကွာရုပ်ရှင်ထဲမှာဆိုရင်တော့ဖြစ်ရှင်တာဖြစ်လို့ရတာပေါ့ငါတို့လက်တွေ့ဘဝမှာကြောက်အယုတ်တွေအသက်ဝင်လာဖို့ဆိုတာကမဖြစ်နိုင်ပါဘူးကွာဟာဒါနဲ့မိုးတောင်မှာချုပ်နေပြီကွာငါ့ကိုထွက်ပြေးလာနေမှာလမ်းလျှောက်ပြီးတော့ပြေးပြီးတော့ခြေချင်းထွက်ပြေးလာနေအချိန်တွေကုန်လို့ကုန်မတော့မသိလိုက်ဘူးကဲမနေ့ကကြာရင်ငါ့ကိုမင်းចောင်းသွားပို့စရာရှိရဘို့လေပြီးတော့ဦးလေးတို့မီစီလည်းငါသွားရအောင်မယ်လမ်းပါနဲ့လည်းချိန်ထားတယ်လုတ်စရာရများတယ်အီတီလည်းမင်းမနေ့လည်းအီတီမင်းလိုအပ်တဲ့ပစ္စည်းဈေးမှာသွားဝယ်အောင်မလားအဲ့တော့ငါ့ကိုကိုစီအလုပ်တွေရှိနေကြဆိုဒီနေ့စောအိတ်ကြရအောင်ကွာဒီရုပ်တရားရောနောက်နေ့ပိတ်ရက်အားမှာပဲငါ့ကိုစော့ကြရဘောကွာတော်တော်မိုက်တယ်ကွာ Oh my god ညုံမှာခလုတ်လေးရှိရဲကွာခလုတ်လေးနှိပ်ကြည့်လာအောင်မယ် To infinity and beyond Oh ရောင်ကြီးတကယ်ရုပ်ရှင်တွေကအတန်အတိုင်းပဲကွာ Oh my god တကယ်မိုက်တယ်အလောဆယ်ရောငါ့ကိုအိတ်ဖို့ချိန်တန်ပြီကွာမိုးကတဖြည်းဖြည်းနဲ့ချုပ်လာပြီကဲအိတ်ကြရအောင်ကွာ Later that nightအိတ်ချလာပြီကွာငါလည်းအိတ်တော့ကောင်းမယ်ထင်တယ်ကွာမနေ့လည်းသွားတရားရှိသေးတယ်ဟာကိုကြီးစမလည်းအိတ်သွားပြီဘဘကလည်းကားတော့ကြည့်စူပါမှာအိတ်ပြော်သွားပြီကွာငါလည်းအိတ်တင်ပြီဟေးရဘတ်ကြီးအားလုံးအိတ်ကုန်ကြပြီထင်တယ်ကွာငါ့ကိုလည်းစပြီးတော့လှုပ်ရှားလို့ရပြီကွာလူတွေအိတ်ကုန်ကြပြီဟိုမှာလည်းလောက်ပါဝူဒီယာလူတွေရောက်အိတ်ကုန်ကြပြီဟိုစမတ်ဆွေတယောက်နဲ့ဘိုးဆွေကောင်လေးရောက်အိတ်ပျော်သွားပြီကွာဘီးနမကိုဂျိုသားလေးတကောင်ထိုင်နေရတော့ကွာသူငါတို့လှုပ်ရှားတာမြင်တော့ရင်ဘယ်လိုလုပ်မလဲငါတို့ကလူသားတွေမရိမ့်မိအောင်လို့လှုပ်ရှားရင်ရပြီမဟုတ်ဘူးလားကွာဂျိုသားမှမပါတာဂျိုသားတကောင်ကငါတို့ကိုမြင်သွားလဲငါတို့ရဲ့စီကံဖောက်ဖျက်တာမဖြစ်ဘူးတော့ထင်တာပဲကွာအေးဒါဆိုလဲငါတို့စလှုပ်ရှားလို့ရပြီပေါ့ဒီဘောငါနားထဲမှာစကားတွေကြားနေရတယ်လို့ပဲကွာဟာအခုမှပဲအညောင်းပြေသွားပဲဘတ်စရာတနေ့ကောင်အယုတ်လိုမျိုးငြိမ်သက်နေရတာအယုတ်တယောက်ဖြစ်ရမလွယ်ပါဘူးကွာဟုတ်တယ်ဝူဒီရေဒါမဲ့ဒီညီကိုတွေရောငါတို့ကျေးဇူးတင်ရမယ်ကွာဟိုဖိုးကြီးကညာကြရင်ငါတို့ခန္ဓာကိုယ်လှုပ်ရှားလားမလှုပ်ရှားလားတေချာလာဖို့အတွက်ငါတို့မီးရှို့ပြီးတော့စမ်းတက်တော့မှာကွာဒီကောင်လေးကဲလာလို့ငါတို့မီးရှို့မခံရတာကွာဟုတ်တယ်ဘတ်စရာငါတို့လှုပ်ရှားနေရဟိုတနေ့ညအဲ့အဖိုးကြီးမြင်သွားပြီးတော့အယုတ်တရားအသက်ဝင်နေရဆိုအောင်သူဒီညစမ်းတက်ဖို့အတွက်မီးရှို့တော့မှာငါတို့ကံကောင်းတယ်ဒီအိမ်ကိုရောက်လာတာစကားနဲ့နေဟိုရုပ်ရထွက်လာပဲကွာဟာအယုတ်တွေ
ချိုသားလေးတိုးတိုးနေလေကွာဘာလို့ရှောက်အောင်နေရလဲရှောက်မအောင်နဲ့ကွာဟမ်အီဒီဘာဖြစ်တယ်အရုပ်တွေတက်ဝင်လာရဟလားဟာဘတ်စ်နဲ့ဝူဒီနဲ့အတက်ဝင်ပြီးတော့လှုပ်ရှားနေကြပြီကွာကိုကြီးစမိုင်းထားပါဦးဗျအမြန်လာကြည့်ပါဦးဒီမှာဝူဒီနဲ့ဘတ်စ်နဲ့အတက်ဝင်နေပြီဗျ ဟဲ့နေမောင်ဘဘိုးဘာအော်နေကြလဲမသိဘူးငါတွားကြည့်လာအောင်မယ်အေးဘာလဲကွာဘဘိုးနဲ့အီဒီမင်းတို့အတန်စုညံနေရပဲကွာသူများကြီးလူအိတ်ချိန်ရောက်နေပြီကွာဘာဖြစ်နေကြရလဲအပေါ်တက်မှာဟမ်ဟာဘတ်စ်လိုက်ရီယာနဲ့ဝူဒီနဲ့ခန္ဓာကိုယ်ကြီးလှုပ်ရှားနေရလားဟလားဟုတ်တယ်တေးကြတယ်သူတို့ခန္ဓာကိုယ်ကြီးလှုပ်နေကြရဲကွာဒါဆိုရင်အယုတ်တွေကတကယ်ပဲအသက်ရှိနေကြရလား ငါတို့မိသွားပြီဆိုတော့လေမတက်နိုင်တော့ဘူးပေါ့ကွာငါတို့ဝန်ခံရအောင်ပါပေါ့ဟုတ်ပါရဲ့ငါတို့တွေကအသက်ရှိကြပါရဲ့ကွာမင်းတို့လူသားတွေအယုတ်တွေအသက်ရှိတာကိုမရိပ်မိအောင်လို့ငါတို့အယုတ်တွေအားလုံးကတနေ့ကုန်လုံးငြိမ်သက်နေရတာမင်းတို့မရှိရဲ့ချိန်မင်းတို့အိပ်ပျော်နေရဲ့ချိန်မှာငါတို့ကိုလက်လှုပ်ရှားလို့ရတာကွာ ဟာဝမ်းတာရတာဗျာဒါဆိုရင် Twine Story ရုပ်ရှင်တွေအတိုင်းအပြစ်မှတကယ်ဖြစ်နေရပေါ့ဒါကြောင့်ဟိုအဖိုးကြီးကဒီညဒီအယုတ်နှစ်ယုတ်နဲ့သူစမ်းတက်စရာတခုရှိရလို့ပြောတာ哦ကျွန်တော်အခုမှပဲအားလုံးဆက်ဆက်မိတော့ရဲ့ဗျာ ဟုတ်တယ်စမတ်ရေမင်းတို့ကျေးဇူးကြောင့်ဖိုးကြီးငါတို့မီးရှို့မဲ့ရန်ကနေပြီးတော့ငါတို့လွတ်မြောက်လာခဲ့တာကွာအခုမင်းငါတို့ကအသက်တွေဝင်နေရအောင်မိသွားပြီဆိုတော့ငါတို့လေဖုံးကွယ်ထားစရာမလိုတော့ဘူးပေါ့ကွာဒါမဲ့ငါတို့မှာအန်ရတခုတော့ရှိနေရဲ့ကွာ အန်ရရှိနေရဟုတ်လားဘာအန်ရလေးဗျကျွန်တော်ကူညီလို့ရရင်ကူညီပေးချင်ပါရဲ့ အခုမှစုံရတွေ့ရရဲ့ဆိုပေမဲ့အကူညီတောင်းမှအားတော့နာရဲ့ကွာအခုဟိုအဖိုးကြီးလက်ထဲကနေပြီးတော့ငါနဲ့ဘတ်စ်နဲ့ကမင်းတို့အကူညီနဲ့လွတ်မြောက်လာကြရဲ့ဆိုပေမဲ့ငါတို့တငယ်ချင်းဒိုင်နိုဆောလေးကြံခဲ့ရဲ့ကွာဒိုင်နိုဆောလေးကိုဒီညအဖိုးကြီးကမီးရှို့ရမယ်ထင်တယ်ကွာငါတို့မိတ်ဆွေဒိုင်နိုဆောလေးဒုက္ခပဲသူ့ရဲ့ကော်တွေအရေးပျော်ပြီးတော့တေဝဲဝင်ရအောင်မယ်ထင်ပါတယ်ကွာ နေုံ Twine Story ရဲ့ဒိုင်နိုဆောအယုတ်လေးဆိုတော့ဟိုအစိမ်းရောင် T-Rex လေးကိုပြောရလားဟာဒါဆိုရင်အဲ့ဒီ T-Rex လေးကဟိုဖိုးကြီးစီမှာကြံခဲ့တာဗောဟာကျွန်တော်တေချာမကြည့်လိုက်မိရဗျာကျွန်တော်အပြင်မှာထောင်ထားတဲ့ဝူဒီနဲ့ဘတ်စ်ကိုပဲမြင်ပြီးခေါ်လာတာဗျာကျွန်တော်ထင်တော့အဲ့အစိမ်းရောင်ဒိုင်နိုဆောလေးကအဲ့ဖိုးကြီးကဟိုသူ့ရဲ့ဆိုင်အတွင်းထဲမှာထားတာထင်တယ်ကျွန်တော်တွေ့လို့ရှိရင်ကျွန်တော်သူ့ကိုဘာတစ်ခါယူလာပါရဲ့ဗျာ မင်းတို့လည်းအပြစ်မတင်ပါဘူးကွာငါတို့နှစ်ယောက်ကိုကယ်တင်လာပေးတာပဲငါတို့ကျေးဇူးတင်ရမှာကွာငါတို့မိတ်ဆွေတွေကိုငါတို့ဘယ်လိုကယ်ရမလဲမသိတော့ဘူးကွာငါတို့နှစ်ယောက်ကအယုတ်တွေဆိုတော့ငါတို့အပြင်ထွက်ပြီးကယ်မယ်ဆိုရင်လေလူတွေကငါတို့အသက်ဝင်နေရအောင်ဒီထားမိကုန်ကြမှာကွာဘယ်လိုလုပ်ရမလဲမသိတော့ဘူး ကဲဘာမှစိတ်ပူနေရောနော်ဘာမှအာယုံနေနောက်မနေနဲ့ရောကဲဘိုးကြီးတွေမင်းတို့အိမ်မှာနေခဲ့ဝူဒီနဲ့ဘတ်စ်နဲ့ခမ ्या ကိုလည်းဘာမှစိတ်ပူနေဗျာကဲဘိုးနဲ့အီဒီရေမင်းတို့အိမ်မှာနေခဲ့ငါဟိုအဖိုးကြီးရဲ့ဆိုင်ကိုလိုက်သွားပြီးရောအစိမ်းရောက်ဒိုင်နိုဆော T-Rex လေးကိုငါတွားကဲလာအောင်မယ်ကွာပြီးရင်ပြန်လာခဲ့မယ်ကဲအားလုံးပဲစိတ်သာရအောင်နေကြနော်ဘာမှစိတ်ပူနေကျွန်တော်မရအောင်ကဲလာပေးမယ်ကန်းကြီးကအဖိုးကြီးရဲ့ဆိုင်ကိုဥတီရမယ်ကွာဟိုဖိုးကြီးဆိုင်ကဟိုရှေ့မှာပဲကွာဒါတော့မိုးချုံနေပြီဒီအဖိုးကြီးဆိုင်အခုထိမသိမ်းသေးဘူးကွာသူဒိုင်နိုဆောလေးကိုမီးရှို့နေပြီလားမသိဘူးဆိုင်ရှေ့မှာလူတယောက်မှလည်းမတွေ့ရဘူးကွာဆိုင်ထဲမှာလည်းဒိုင်နိုဆောရုပ်လေးမရှိဘူးကွာဒါဆိုရင်အစိမ်းရောင်ဒိုင်နိုဆောလေးကဘယ်ရောက်နေရလဲဟာနေပါဦးဒီမှာတကားကြီးတစ်ချက်ပါလားကွာငါညနေကလာအောင်ကွာဒီတကားကြီးဒီမှာမတွေ့မိလို့ပဲပြီးတော့တကားလက်ကန်ရလဲအယောင်နေလင်းနေရဲကွာမထူတော့ပါဘူးကွာရောက်လာမဲ့ရောက်လာတော့လေအဆုံးထိငါစူးစမ်းရအောင်ပါပဲကွာဒီတကားကြီးနောက်ွယ်မှာဘာရှိနေမလဲငါဝင်ကြည့်မှာပဲသိနိုင်မယ်ကွာကဲတကားကိုဖွင့်လိုက်ရအောင်ကွာဟာဘယ်နေရာကြီးရောက်လာလဲကွာဒါဂူပေါကြီးတစ်ခုများလားဟမ်အနောက်မှာလေတကားကြီးမရှိတော့ပိတ်သွားပြီကွာဒုက္ခပဲဟိုရှေ့မှာတခုခုရှိနေတာတေးကြရဲကွာအလင်းရောက်နေတောက်ပနေဘာဖြစ်ငါအဲ့ရှေ့ကိုသွားကြည့်ရမှာပဲဟိုရှေ့ကအယောင်လေးလက်နေရဘာလေးလဲမသိဘူးကွာအရှေ့မှာဘာကောင်လေးလဲကွာအယောင်နေနဲ့လက်နေဟာဒါငါလိုက်ရှာနေရဲ့အစိမ်းရောင်ဒိုင်နိုဆော T-Rex အယုတ်လေးပဲကွာဟာတွေ့ပြီငါမင်းကိုလာခဲ့ရကွာငါမင်းကိုလာခဲ့ရဟာမင်းအဆင်ပြေလားကွာကျွန်တော်ရဲ့အတက်တက်စွန့်ရည်တွေကိုနှုတ်ယူဖို့အတွက်ဟိုအဖိုးကြီးကစူးစမ်းနေရဲ့ဗျာ